359နှစ်တဏလက်ဓမ္မဤစိုးဝါယုံမှာပြုပြင်ရာကိုအမြဲခံနေရသောဒုက္ခတစ္ဆာဤတဘော9ရက်12လ1958ခုနှစ်မန္တလေး59မိနစ်30စက္ကန့်ခြေခံ plus တန်ကောင်း plus လူဆိုတာခန္ဓာ၅ပါးနတ်ဆိုတာခန္ဓာ၅ပါးမြမဆိုတာခန္ဓာ၅ပါးဒီခန္ဓာ၅ပါးကြီးဒီအနှိမ့်ဆက်ခံဖို့ဖြစ်ပေါ်လာတယ်နေပူလဲခံမိုးရွာလဲခံဝမ်းလျှောလဲခံကြောက်ပေါက်လဲခံမျက်စိနာလဲခံယုံပဲခေါင်းဖြူနောက်ကျောဆွဲတွက်ချပါဒဖန်လဲခံယုံပဲအနှိမ့်ဆက်ခံတတ်တဲ့ပင်ကိုယ်တဘောရှိလို့ခံရတာတဏှာစီမံတယ်လို့လဲသူခံရတယ်ဇာတိဇရာမရဏစီမံတယ်လို့ရောခံရတယ်ခံဘက်ကကြီးပဲလူကျင်စရာရကျင်စရာမရှိဘူးဒုက္ခရောက်ခြင်းကိုအမြဲခံနေရတဲ့ပစ္စည်းမှတပါးဘာမှမရှိပါဘူးတစ္ဆာမသိတဲ့ပုဂ္ဂိုလ်ဟာဒီယုံနာခန္ဓာ၅ပါးကိုပဲကျွေးမွေးခြင်းနဲ့အင်မတန်တရားထက်တန်ပြီးအင်မတန်သူ့ကိုယူရပြုစုခြင်းတာယူလို့အနှိမ့်ဆက်ခံတတ်တဲ့တဘောပါလားလို့လေမဂ်ခင်၅ပါးကမှသိတာအနှိမ့်ဆက်ခံထိုက်တဲ့ဒုက္ခတစ္ဆာမို့ဒီခန္ဓာကြီးရထားလို့ရှိရင်ရေထဲနေလဲသေမင်းလက်ခံမှာပဲကုန်းပေါ်နေလဲသေမင်းလက်ခံမှာပဲတောင်ကောင်းထဲဝင်နေလဲသေမင်းလက်ခံမှာပဲဘယ်နေမလွတ်ပါဘူးခန္ဓာ၅ပါးဆူတောင်းယူတဲ့ပုဂ္ဂိုလ်များအနှိမ့်ဆက်ခံဖို့ရတောင်းတာပဲလောဘနဲ့တောင်းဒေါသနဲ့တောင်းမောဟနဲ့တောင်းဆိုတော့အာတဝနယ်ကမလွတ်တဲ့တရားဟု၍အာတဝနယ်ထဲပဲခန္ဓာ၅ပါးပြန်ဖြစ်ရမယ်ခမားတို့လုံနေတဲ့ဥစ္စာတွေကဒုက္ခတစ္ဆာကြောက်လို့လုံနေတဲ့အလုပ်မဟုတ်ဘူးဒုက္ခတစ္ဆာကြီးကြီးကျယ်ကျယ်ရဖို့လုပ်တဲ့အလုပ်တွေများနေတယ်တဏှာအုပ်ချုပ်ရေးမကင်းတဲ့ကုသိုလ်ဟု၍ခန္ဓာ၅ပါးဒုက္ခတစ္ဆာပြန်ရမယ်လူလဲလူဟာဒီဒုက္ခလဲရောက်သေးတကူကြီးတဲ့မြမာဖြစ်ချင်တာလဲတဏှာဇန်တရားတွေပွားများတော့လဲမြမာဖြစ်ချင်တဲ့တဏှာရှိနေတော့မြမာတော့ဖြစ်ပါရဲ့ခန္ဓာ၅ပါးဒုက္ခတစ္ဆာပဲရတယ်ဟောဒီခန္ဓာကြီးမရခြင်းလို့ဒုက္ခခံနေရတာကြီးကိုဖြင့်မကြုံခြင်းမစုံခြင်းလို့ဒုက္ခတစ္ဆာကြီးမှကျွတ်လွတ်ခြင်းလို့လူပါတယ်ဆိုမှအကြံမှန်နဲ့အမြင်မှန်ဝင်လာပြီးလောကတဲကဘာဝနာမယကုသိုလ်ဖြစ်တယ်ဒီလိုလုပ်လို့ရှိရင်ဝိကျွတ်ပါတယ်နောက်ခန္ဓာဒုက္ခတစ္ဆာမရဘူးဒုက္ခတစ္ဆာရရမယ်မဲရတဲ့ပုဂ္ဂိုလ်မှန်လို့ရှိရင်ရှင်းနာမှာရှုံနေတဲ့ဖြစ်ပျက်တွေအကုန်သိမ့်တယ်တာမှတ်ပါဒုက္ခချုပ်သွားတာဒီမလိုခြင်းလို့ကျင်းမတ်တတ်နဲ့ချုပ်သွားတာအနာပေါက်တဲ့ပုဂ္ဂိုလ်အနာပြောက်တော့ချမ်းသာတာအစားထိုးတယ်လို့ဖြစ်ပျက်ချုပ်သွားတဲ့နေရာစိုးဝါတာပြောက်ပြီးချမ်းသာတာအစားထိုးတယ်ဖြစ်ပျက်မရှိတာဟာချမ်းသာတာပဲဖြစ်ပျက်ကဝိပဿနာစိတ်ဤအာယုံနိဗ္ဗာန်ကမဲဤအာယုံ30ဘုံမှာဘယင်လုတ်ပြီးအုပ်ချုပ်နေတာတဏှာ30ဘုံမှာပူပူရွရွမြင်မြတွေဒီတဏှာစီမံတယ်လို့ခံနေရတာပဲဒုက္ခမျိုးစုံပေးနေတာတဏှာပဲမနိုင်ရအထမ်းကိုင်းတာလဲတူပဲနိုင်တဲ့ဝင်အထမ်းကိုင်းတာလဲတူပဲမဆိုင်တာပူပန်ကိုင်းတာလဲတူပဲတဏှာကပြိုလဲခိုင်းအိုလဲခိုင်းပဲလူလားမမြောက်ခင်ကတည်းကတဏှာကြုံဖြစ်လာတာအမိဝန်းကောင်းတဲ့ပရိဒံတွေနေပြီးတော့ပရိဒံတွေစိတ်က1နှစ်ဆိုချုပ်သွားပြီးနောက်ဘဝင်16ချက်လာတယ်ဘဝင်16ချက်ဆိုတာကတော့တဏှာလွတ်နေတယ်ဘဝင်16ချက်ပြီးတော့မနောဒွါယဝိဇ္ဇံဆိုတာလာပြီးဘဝနိကန္တိကလောဘဇောဆိုပြီးတဏှာလာတာပဲသိတော့လဲရစရာတန်းလန်းပေးစရာတန်းလန်းခင်စရာတန်းလန်းတွေနဲ့ကျွန်ကိစ္စဇမသိမ့်မဲ့သေးလို့တပေါက်သေးသေးတာတဏှာမသေးတွေကာလပတ်လုံးကျွန်သေးနဲ့တပေါက်သေးပဲရှိတယ်ဖះကသမုဒိယတစ္ဆာဆိုတာပယ်ရမှာလို့ဟောတယ်ခမည်းတော်ကမပယ်ဘူးဥတိုက်နေရတယ်တဏှာကိုမှန်ပဖះဟုတ်ပဖះလိုက်နေရတာတဏှာအရှင်တခင်ကြီးကခမည်းတော်ဝမ်းထဲကနေပြီးဘယ်ကုံကိုရောင်းလိုက်ဘယ်ကုံကိုဝယ်လိုက်ဘလို့ပြောလိုက်ဘလို့ဆိုလိုက်ဘလို့တောင်းလိုက်ဘလို့ချိန်လိုက်ဘလို့တွေ့လိုက်တဏှာကသွားကိုင်းရင်သွားတဏှာကလာခဲ့ဆိုလာတဏှာကဂျွန်းထိုးဆိုဂျွန်းထိုးနေကြရတယ်တဏှာစီမံတယ်လို့နေပူမရှောင်မိုးရွာမရှောင်သွားပြီးလောက်ကြကင်ကြရတာလူဖြစ်လာရင်လှုပ်ရှားလိမ့်မယ်သူများရှာတယ်လို့ရှားလိမ့်မယ်လို့သာသိတယ်သူ့ကိုယ်တာတတ်လိုက်လို့ရှိရင်ချမ်းချမ်းသာသာနဲ့နေရမယ်လို့လာကိုမလာဘူးသမုဒယတစ္ဆာတဏှာကိုတတ်ရင်1500ကိလေသာတွေအကုန်သွားတာပဲYouTube မှာဦးစင်းရဲ့ PVD ဓမ္မ channel ကို subscribe နိုင်၍ဘေးနာက notification လေးကိုတီးပြီး all ကိုရွေးထားပေးပါယနေ့ကစ၍တရားနာတရားထိုင်ကြရအောင်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့